ကန်အကြောင်းအထင်မှားနေတဲ့အချက်၃ချက်မင်္ဂလာပါရှင်ကျမကတော့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မက်ကေခိုင်ဝေဖြစ်ပါတယ်ရှင်။အာမခံအကြောင်းပြောလိုက်ရင်လူတော်တော်များများဒီအချက်၃ချက်ကိုအထင်မှားနေတတ်ကြပါတယ်။ဒါကြောင့်အခုကစပြီးတော့အယူဆအဟောင်းတွေကိုဖယ်ထုတ်လိုက်ကြရအောင်။တကယ်တော့အာမခံဆိုတာငွေပိုရှန်နေတဲ့သူတွေထက်တခုခုဖြစ်ရင်ဇရိတ်စကားကိုတွက်ချက်နေရတယ်ငွေကြေးအကန့်အသတ်ရှိသူတွေအတွက်ပို့ပြီးတော့လိုအပ်တာပါတနေ့ကိုကော်ဖီတစ်ခွက်ဖိုးလောက်နဲ့တင်ကျမတို့အကအကွယ်တွေကစယူလို့ရပါတယ်အိမ်မီးလောင်နေတဲ့အချိန်မှာမီးအာမခံသွားထလို့မရတယ်လို့ပါပဲအာမခံဆိုတာမိမိကျန်းမာနေတော့အချိန်မှာဝယ်ယူမှရတာပါယောဂတစ်ခုခုဖြစ်လာမှဆိုလို့ရှိရင်ငွေဘယ်လောက်ရှိအာမခံဝယ်လို့မရတော့တာငင်းပယ်ခံရတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ကျန်းမာနေတော့ငယ်ရွယ်တော့မှစီစဉ်ထားတာအကောင်းဆုံးပဲဖြစ်ပါတယ်ရှင် Digital Kit ဖြစ်နေတာနဲ့ညီ AIA Plus application ရှိနေပြီဖြစ်လို့အိမ်မှာရင်ကလင်းရော်ကြေးတောင်းခံမှုကိုကိုယ်တိုင်ပြုလုပ်လို့ရနေပါပြီဒါအပြင် AI နဲ့ချိတ်ဆက်ထားတဲ့ဆေးရုံတွေမှာ cashless စနစ်နဲ့ငွေစိုက်ထုတ်စရာမလိုပဲကုသနိုင်လို့ကလင်းရခတ်တယ်ဆိုတာမျိုးတွေလည်းလုံးဝမရှိတော့ပါဘူးရှင်ဒီချက်တွေကိုသိသွားပြီဆိုရင်တော့အချိန်မနှောင်းခင်ကိုယ့်အနာဂတ်ကိုကြိုတင်ကာကွယ်ထားကြရအောင်ပါရှင်ဒီနေ့ကျမပြောပြတဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်ကျမတို့ AI မြန်မာရဲ့ protection အကောင်းဆုံးဖြစ်တဲ့ product တွေရဲ့အကြောင်းများကိုအသေးစိတ်သိရှိလိုပါကဆက်သွယ်မြင်မြန်နိုင်ပါတယ်ရှင်တာယာပရှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးများတင်ပါတယ်